င်လယ်ကွေ့နိုင်ငံတွေရဲ့အရေးကြီးတဲ့ခြေခံအဆောက်အအုံတွေကိုအီရန်ကဆက်လက်တိုက်ခိုက်တဲ့အကြောင်းပြင်အဓိကကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်တိုင်းကနိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးတက်ကိုပဲကျွန်တော်တို့စဉ်းစားမှာပါအခုကအာဏာသုံးရပ်ကိုဖုံးဝေကျင့်သုံးပြီးလေဆိုတော့ပြည်သူအတန်ကိုကျွန်တော်တို့ကလက်တွေ့ရှုလို့မရဘူးနောက်ပတ်မှာဗိုလ်ချုပ်မှုကြီးသမရရဲ့အစိုးရသစ်ဖွဲ့ပြီးလွှတ်တော်ကအတည်ပြုဖို့ရှိတဲ့အကြောင်းနဲ့မိုဘိုင်းဖုန်းတွေခွန်ဆောင်ရမှာဖြစ်လို့ဖုန်းဈေးတွေတိတိတတ်တာတက်တဲ့အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်ဒီညစီစဉ်ကိုကျွန်တော်ဘိုဘိုကတင်ဆက်ပေးထားပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုသမရအသစ်အဖြစ်နေပြည်တော်ကလွှတ်တော်နှစ်ရပ်ကနေရွေးချယ်လိုက်ပါတယ်ရွေးကောက်ပွဲပြီးဒီပြောင်းလဲကိုတူရောင်လုပ်ရဲဆိုပြီးခြေခြေပြန့်ပြန့်ဝေဖန်နေကြပါတယ်သူသမရဖြစ်လို့အနည်းဆုံးတရုတ်လိုထောက်ခံတဲ့နိုင်ငံတွေစီကဟန်ပြလေးစားမှုကိုရမယ်ဆိုပြီး69နှစ်ရွယ်ဗိုလ်ချုပ်မှုကြီးကမျှော်လင့်နေပါတယ်ပြောင်းလဲနည်းနည်းပဲရှိမယ်လို့ခန့်မှန်းနေကြပြီးမြန်မာပြည်ရဲ့စီးပွားရေးကိုယိုယွင်းစေတဲ့ပြည်တွင်းစစ်ဆက်ဖြစ်နေမယ်လို့လည်း BBC ရှေ့တောင်အာရှသတင်းတောက်ကပြောပါတယ်ဒီလိုဗိုလ်ချုပ်မှုကြီးသမရတင်ခံရပေမဲ့နိုင်ငံတကာဥပဒေတွေနဲ့ဆွဲချက်တင်ခံရတဲ့အခြေအနေမှာဆက်ရှိနေမယ်ဆိုပြီးနိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့ကကြေညာခဲ့ပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပါဝင်စစ်ရရှိတွေကိုရင်ဂျာလူမျိုးတုံးသက်ဖြတ်မှုနဲ့ဖမ်းဝရမ်းထုတ်နိုင်ဖို့လဲနိုင်ငံတကာရာဇဝတ်တရားရုံးကိုတိုက်တွန်းတယ်လို့လူငင်းချမ်းသာခွင့်အဖွဲ့ကပြောပါတယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အာဏာသိမ်းပြီးတဲ့နောက်စစ်တပ်ကအစုပြုံလိုက်ဖမ်းဆီးမှုတွေနဲ့ဆန္ဒပြသူတွေကိုကြမ်းဖက်နှိမ်နင်းတာပြင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား9000ကျော်သေဆုံးတယ်လို့လည်းဒီဖွဲ့ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်သမရဖြစ်လာတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကို UWSA ဝတက်ကဂုံပြုသဝင်လွှာပေးပို့လိုက်ပါတယ်ဝအနေနဲ့နိုင်ငံကခွဲထွက်ပြီးတိကျလွတ်လပ်ရေးကြီးညာတာတွေမရှိစေဖို့အခိုင်အမာရပ်တည်ကြောင်းလည်းဒီစာမှာရေးသားထားပါတယ်တက်ချုပ်သစ်ဖြစ်လာတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုလည်းဝဘက်ကဂုံပြုသဝင်လွှာပေးပို့ခဲ့ပါတယ်အမေရိကန်နဲ့အစ္စရေးဘုံကျဲတဲ့စစ်စင်ရေးကိုလက်တုံပြန်တဲ့အနေနဲ့အာရပ်ပင်လယ်ကွေ့နိုင်ငံတွေရဲ့အရေးကြီးတဲ့ခြေခံအဆောက်အအုံတွေကိုအီရန်ကဆက်လက်တိုက်ခိုက်နေပါတယ်။ဒါပေစက်ရုံနဲ့ပင်လယ်ရေတန့်စင်စက်ရုံတစ်ခုဒုံးကျည်ထိမှန်ပျက်စီးပြီးဒရုန်းမှန်လို့ရေနံရက်စက်ရုံတရုံမီးလောင်နေဆိုပြီးတော့ကူဝိတ်ဆိုဝါကပြောပါတယ်။ UAE ကဓာတ်ငွေစက်ရုံတရုံထိမှန်လို့လဲပတ်မှုတွေလည်းရပ်ဆိုင်းထားပါတယ်။တရားနဲ့ဓာပိစက်ရုံတွေပါဝင်အီရန်မှာကျန်နေသမျှချိန်မှုန်းရေးကိုမဆရသေးဘူးဆိုပြီးတော့အမေရိကန်သမ္မတထရမ့်ကမနေ့ညကချိန်ချောက်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကိုစစ်ရာဇဝတ်မှုတွေဆိုပြီးယူဆနိုင်ပါတယ်။တရုတ်ထိပ်တန်းအာဏာပိုင်တွေကိုချစားမှုနဲ့သမ္မတရှီကျင်းဖိန်ကထုတ်ပယ်တာတွေဆက်ဖြစ်နေပါတယ်။ဒီတစ်ခါတော့အာဏာရပေါ်လစ်ဗျူရိုတွေကတတိယမြောက်တရားဝင်စစ်ဆေးခံရတာဖြစ်ပါတယ်။ဥပဒေစည်းမျဉ်းတွေကိုဆိုးဆိုးရွားရွားချိုးဖောက်ခဲ့တဲ့ဆိုပြီးမာရှင်ယူအေးကိုဆွဆွဲခဲ့ပါတယ်။ရှင်ကျန်းဒေသကွန်မြူနစ်ပါတီအကြီးအကဲဟောင်းကိုလက်တလောတရုတ်ဆိုရသတင်းတွေမှာမတွေ့ရပါဘူး။မစ္စတာရှီရဲ့ဖယ်ရှားမှုတွေကိုချစားမှုတိုက်ဖြတ်ရေးစစ်ပွဲဆိုပြီးတရားဝင်ခေါ်ဆိုပါတယ်။နိုင်ငံရေးရန်သူတွေကိုဖယ်ရှားဖို့တရုတ်ကောင်းဆောင်ကဒီစစ်စင်ရေးကိုသုံးနေတယ်လို့လည်းကျွမ်းကျင်သူတွေကခန့်မှန်းကြပါတယ်။မြန်မာသတင်းတွေထဲမှာတော့လေကြောင်းခီးတဲ့တွေထဲမှာစစ်ပြေးရဲပြေးတက်ပြေးနဲ့ထောင်ပြေးဆိုတဲ့ပြေးလေးပြေးမပါအောင်မှတ်ပုံတင်တွေကိုစစ်ဖို့လေစိတ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကော်မတီကနေပြင်နေကြောင်းကော်မတီနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ပြည်ရင်းပြည်ပထွက်ခွာတဲ့လက်မှတ်စစ်ကောင်တာနဲ့ပြည်ပဆက်ရောက်လေကြောင်းရဲကောင်တာတွေမှာမှတ်ပုံတင်စစ်တာတွေမကြခင်စတော့မယ်လို့ဆိုပါတယ်။အရင်ကနိုင်ငံကူးလက်မှတ်နဲ့လင်းရင်လက်မှတ်ကိုဝယ်လို့ရပေမဲ့လည်းမှတ်ပုံတင်ပြပြီးဝယ်ရတဲ့စနစ်ဖြစ်လာနိုင်ကြောင်းသတင်းရင်းမြစ်ကပြောပါတယ်။ရန်ကုန်လေဆိပ်မှာတော့ဒီနေ့မနက်ပိုင်းထိအပြောင်းလဲမရှိသေးကြောင်းလေဆိပ်ဝန်ထမ်းတူကပြောပါတယ်။မကွေးတိုင်းပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ပြည်သူစစ်တီအထိုင်ချတဲ့ရွာတွေကိုရိတ်ခါပို့ဖို့စစ်တပ်ကဧပြီ၁ရက်နေ့ကနေဒီနေ့ထိစစ်ကြောင်းတွေဆက်ထိုးနေတယ်လို့မြေပြင်သတင်းရင်းမြစ်တချို့ကအတည်ပြုပါတယ်။အင်အား250ထက်မနည်းပါတဲ့စစ်ကြောင်းတွေရောက်လာလို့ပေါက်တောင်ပိုင်း14ရွာကလူ9000ကျော်နီးစပ်ရာရွာတွေနဲ့တောတောင်တွေကြားမှာစစ်ဘေးရှောင်နေရတယ်လို့လည်းမြေပြင်ခြေနေသိရှိသူတချို့ကပြောပါတယ်။ကချင်ပြည်နယ်ဖားကန့်ကစစ်တပ်တပ်စခန်းကုန်း9ခုကို KIA နဲ့ PDF ပူးပေါင်းတပ်တွေကမနေ့ကသိမ်းနိုင်ခဲ့တယ်လို့လည်း BBC ရဲ့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
လက်လွှတ်ရတဲ့စခန်းကုန်းနေရာတွေကိုကနေ့မနက်ထိစစ်တပ်ကလက်နက်ကြီးနဲ့ပြစ်နေတယ်လို့လည်းရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင်မြို့ရဲကရက်ကွက်တချို့နဲ့တချို့ရွာတွေမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ပြောပါတယ်။တခါဒီကနေ့ကစပြီးအငှားရင်3ဘိန်းနဲ့ကုန်တင်ရင်တွေကိုမောင်းခဲ့တဲ့ခီးကွာဝေးပေါ်မူတည်ပြီး73စီရောင်းပေးမယ်ဆိုပြီးစစ်ကော်မရှင်ရဲ့စွမ်းရည်ဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။တော်ရရှင်များခင်ဗျာအားလုံးသိထားတဲ့အတိုင်းဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုပဲသမရအဖြစ်ပြည်ထောင်စုလွှတ်တော်ကရွေးချယ်လိုက်ပါပြီ။နောက်ပတ်မှာသူဦးဆောင်တဲ့အစိုးရသစ်ဖွဲ့ပြီးဒီအစိုးရဝင်စည်းရင်ကိုလည်းလွှတ်တော်ကသမရခန့်တာနဲ့အတူအတည်ပြုပေးရဖို့ရှိပါတယ်။ရခိုင်ရေးကလူတွေရောအစိုးရသစ်ထဲပါလာနိုင်သလား။မအေးသူဆန်နေပြည်တော်ကနေတိုက်ရိုက်ပေးပို့ထားပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာမြန်မာမှာ17ဦးမြောက်သမ္မတဖြစ်လာပါပြီ။ဥပဒေပြုရေးမန်နိုင်ဖြစ်တဲ့လွှတ်တော်မှာလည်းဥက္ကဋ္ဌ2ယောက်မှာဦးအောင်လင်းတွေကဗိုလ်ချုပ်မှုကြီးရဲ့အယုံကြည်ရဆုံးသူတွေကတအုပ်ဖြစ်ပြီးဒီနေရာအတွက်သူကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်ပြီးရွေးကောက်ပွဲဝင်ပြိုင်စေခဲ့တာပါ။နောက်တဦးဖြစ်တဲ့ပါတီဥက္ကဋ္ဌဦးခင်ရီဟာလည်းအနိုင်ရပါတီဥက္ကဋ္ဌဆိုပေမဲ့သမ္မတအဖြစ်ဗိုလ်ချုပ်မှုကြီးကိုရွေးချယ်တင်မြှောက်တဲ့အချိန်ထိအစီအစဉ်တွေမှာပူးပေါင်းဆောင်ရွက်ပေးနေတာတွေ့ရပါတယ်။အုပ်ချုပ်ရေးပိုင်းကိုထိန်းကျောင်းဖို့လိုအပ်လာချိန်မှာသမ္မတနဲ့အစိုးရအဖွဲ့ကလက်မခံတာမျိုးဖြစ်လာရင်တော်တွေကထထမမြက်လုံနိုင်မှာမလားဆိုတဲ့မေးခွန်းတွေရှိလာပါတယ်။ဒီမေးခွန်းတွေနဲ့ပတ်သက်လို့ကြံ့ခိုင်ရေးပါတီရဲ့ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာနန္ဒာလှမြင့်ကိုမေးကြည့်တော့နိုင်ငံတော်နဲ့နိုင်ငံသားရဲ့အကျိုးအတွက်အစိုးရကောင်းတာမွန်တာဆောင်ရွက်နေတယ်ဆိုရင်ကျွန်တော်တို့ကဘူပေါင်းပါဝင်ဆောင်ရွက်အားပေးပြီးတော့မှပြည်သူအကျိုးရှိအောင်ကျွန်တော်တို့ဆောင်ရွက်ပေးရမှာပေါ့။အာဂတိတွေနဲ့စီမံကိန်းတွေဆောင်ရွက်တဲ့နေရာမှာမူဝါဒချမှတ်တဲ့လွှမ်းမိုးမယ်ဆိုရင်တော့ကျွန်တော်တို့ကအပြုသဘောထိန်းချောင်းပြီးတော့မှကျွန်တော်တို့ကဆောင်ရွက်သွားမယ်။အဓိကကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်တိုင်းကနိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့အကျိုးအတွက်ကိုပဲကျွန်တော်တို့စဉ်းစားမှာပါ။နောက်တစ်ခုကကျတော့အခုကအာဏာသုံးရပ်ကိုခွဲဝေကျင့်သုံးပြီးလေဆိုတော့ပြည်သူအတန်ကိုကျွန်တော်တို့ကလက်ရှိရှုလို့မရဘူးလက်ရှိမှာဗိုလ်ချုပ်မှုကြီးကပဲဥပဒေတွေကိုပြင်ဆင်အသစ်ပြဋ္ဌာန်းတာတွေလုပ်နေပေမဲ့အခုလွှတ်တော်တွေပေါ်ပေါက်လာတဲ့နောက်ပိုင်းမှာဥပဒေကျမ်းကော်မတီကိုဖျက်သိမ်းပြီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့သဘောတူညီချက်နဲ့ပဲပြုလုပ်နိုင်မယ်လို့ရှမ်းပြည်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ဘိုးကော်မတီဝင်ဦးဆိုင်ထွန်းလင်းကပြောပါတယ်အဲ့ဒီချိန်ကျတော့ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အခမ်းအနားလည်းအရေးကြီးလာပါတယ်ခင်ဗျ check and balance ဖြစ်အောင်တော့အဲ့ချိန်ကျတော့ဒါလွှတ်တော်ကိုယ်စားလှယ်ရဲ့တာဝန်ဖြစ်သွားပြီခင်ဗျအရင်တော့နော်ဗိုလ်ချုပ်မှုကြီးကသူကအာဏာထိန်းထားတဲ့ကာလဆိုတော့တူထုတ်သမျှအကုန်ဥပဒေဖြစ်ပါတယ်ခင်ဗျဒီတစ်ခါကျတော့လွတ်တော်ပေါ်လာပြီဆိုတော့ဘယ်ဥပဒေမဆိုဥပဒေကျမ်းကော်မတီဆိုတာလည်းရှိတယ်ခင်ဗျနော်လွတ်တော်ကိုယ်စားလှယ်တွေရဲ့သဘောတူညီချက်လည်းရှိတော့ဒီတစ်ခါကတော့ဘယ်ဥပဒေမဆိုပါနော်ဒီလွတ်တော်ရဲ့အတည်ပြုချက်ရမှဥပဒေကအတည်ဖြစ်မယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျတရုတ်နိုင်ငံသားဝန်ကြီးဌာနပြောခွင့်ရသူ Miss Morning ကတော့ဗိုလ်ချုပ်မှုကြီးသမ္မတဖြစ်လာတာနဲ့ပတ်သက်လို့ဂုဏ်ပြုကြောင်းနဲ့မြန်မာနိုင်ငံအစိုးရအသစ်ကိုအမျိုးသားညီညွတ်ရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းဖို့နဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ကြွယ်ဝချမ်းသာမှုတွေရရှိရေးဆောင်ရွက်ဖို့တရုတ်အစိုးရကထောက်ခံတယ်လို့ပြောကြားခဲ့ပါတယ်ရှင်။တော်ရရှိမြခင်ဗျာ။မိုဘိုင်းမှတ်ပုံတင်စနစ်စတင်ပြီးမိုဘိုင်းဖုန်းတွေခွန်ဆောင်မှာဖြစ်လို့ဖုန်းဈေးတွေတိတိကျကျတက်လာပါတယ်။ဖုန်းဆိုင်တွေဆောင်ရမဲ့ခွန်ကိုပါထည့်တွက်ပြီးဈေးမြင့်ပြီးရောက်နေတယ်ဆိုပြီးတော့ဖုန်းဈေးကွက်ကျွမ်းကျင်သူတွေကပြောပါတယ်။ဒီစနစ်တမှာပြည်သူတွေဖုန်းဝယ်ရင်ဘာတွေသိထားသင့်တယ်လဲကိုမောင်ပြောပြပေးပါမယ်။ဗဟိုမိုဘိုင်းစက်ပစ္စည်းတက်တဲ့ကမှတ်ပုံတင်စနစ် CIR ဆိုတာကမိုဘိုင်းဖုန်းစက်ပစ္စည်းမွေရင်းအမှတ်အသား International Mobile Equipment Identity IMEI ကုတ်ကိုမှတ်ပုံတင်သုံးစွဲရတာဖြစ်ပါတယ်ဒီစနစ်ကိုစတင်တဲ့ဧပြီလကစပြီးအသစ်တင်သွင်းလာမဲ့ဖုန်းတွေတတ်မှတ်အခွန်ဆောင်မှ CIR စနစ်ခွင့်ပြုစီမှထည့်သွင်းပေးသွားမယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်အခွန်မဆောင်လို့ CIR စနစ်ကိုမှတ်ပုံမတင်ထားတဲ့မိုဘိုင်းဖုန်းတွေဟာမြန်မာစက်သွယ်ရေးကွန်ရက်ထဲမှာအသုံးပြုခွင့်ရမှာမဟုတ်ပါဘူးမူဝါဒအသစ်အရဖုန်းတစ်လုံးကိုကုန်သွယ်ခွန်9%သွင်းကုန်ခွန်9%ဝင်ငွေခွန်2%စုစုပေါင်း12%ပေးဆောင်ရမှာလို့ဖုန်းဆိုင်ဖွင့်ထားသူကပြောပါတယ်။ဒါကြောင့်လက်ရှိ10သိန်းကျပ်တန်တဲ့ဖုန်းတစ်လုံးက17သိန်း2000လောက်ပေါက်ဈေးရှိလာမှာပါ။မတ်လကုန်အထိစည်ရင်းမသွင်းထားတဲ့ဖုန်းတွေဆိုရင်ဒဏ်ကြေးအပါ38%ပေးဆောင်ရမှာပါ။ဒါကတရားမဝင်သွင်းထားတဲ့ဖုန်းတွေကိုထိန်းချုပ်ခြင်းတဲ့သဘောလို့ရန်ကုန်ခွန်ဆိုင်ရာဝန်ဆောင်မှုဌာနကပြောပါတယ်။ပြည်ပကနေကိုယ်တိုင်သုံးဖို့အတွက်ဖုန်းဝယ်လာတယ်ဆိုရင်လည်းသတ်မှတ်ထားတဲ့ One Stop Service Center ကိုတွားရောက်ပြီးအခွန်ငွေပေးသွင်းဖို့ကိုဆောင်ရွက်ရမယ်လို့ရန်ကုန်ခွန်ဆိုင်ရာဝန်ဆောင်မှုဌာနကတာဝန်ရှိသူကပြောပါတယ်။ကိုယ်ကိုသုံးဖို့
ဝဲလာစက်ပုံတင်တာမဟုတ်ဘူးတင်းကုန်ထုတ်ကုန်လိုင်စင်လည်းမရှိဘူးယူလာခဲ့ရင်တော့ခေါင်းဆောင်ပြီးမှပဲတေကုန်ဖြစ်မှာလေသူတို့တင်းကုန်ထုတ်ကုန်လိုင်စင်ရှိတယ်တင်းတော့ဈေးကဘလောက်မူရင်းဈေးပေါ့နော်အဝယ်ဈေးဘလောက်အဲ့ဒီမှာဖတ်တော့ဈေးကဘလောက်ဆောင်ခဲ့တယ်ပြန်ရောင်းတဲ့ချိန်ကြရတယ်ဘလောက်နဲ့ရောင်းနေတယ်ပေါ့နော်ရောင်းလို့ရှိရင်သုံးသူစီဖက်ကနေဘလောက်ကောက်လိုက်တယ်ပေါ့သူတွန်းခဲ့တဲ့ဟာဘလောက်ပေါ့နော်အဓိကတော့ဈေးနှုန်းထိန်းချုပ်တာပေါ့နော်ပြောင်းလဲလိုက်တဲ့စနစ်က second hand တပတ်ရဖုန်းတွေကိုပြပကသွင်းပြီးပြန်လဲရောင်းချနေသူတွေပေါ်မှာပိုပြီးထိခိုက်မှုရှိတယ်လို့ဖုန်းရောင်းဆိုင်တချို့ကပြောပါတယ်ပြည်တွင်းမှာလက်ရှိရောင်းချနေတဲ့ iPhone ပါဝင်တပတ်ရဖုန်းအများစုဟာတရားမဝင်တင်သွင်းထားကြတာလို့ဈေးကွက်အခြေအနေသိရှိသူတွေကပြောပါတယ်ဧပြီလဆန်းမှာပဲဖုန်းတွေကိုတတ်မှတ်အခွန်ပြင်ဒဏ်ကြေးပါပေါင်းပြီးဈေးတိုးမြင့်ရောင်းချတဲ့ဆိုင်တွေလည်းရှိနေတယ်လို့ဈေးကွက်အခြေအနေသိသူတွေကပြောပါတယ်ဒါနဲ့ပတ်သက်ပြီးဖုန်းဆိုင်ဖွင့်ထားသူတို့ပြောတာကခက်ခဲရတော့အကုန်လုံးမှရှိသွားတာကြီးပဲဘာလို့လဲဆိုတော့ကျွန်တော်ပုံမှန်ရောင်းနေတဲ့ဈေးထက်နောက်ဝင်လာတဲ့အလုံးတွေကအခွန်ဆောင်ပြီးဝင်ရမှာဆိုတော့ပုံမှန်ဈေးကအများကြီးกว่าပါတယ်ကျွန်တော်တို့စကန်ဆိုရင်တော့39ဖြစ်နေတယ်ပြဘာလို့လဲဆိုတော့မြန်မာရေးစင်ကတ်ကိုတစ်ခါမှမတုံးထားတဲ့အလုံးတွေဆိုတော့3500ခန့်နဲ့ဆောင်ပါလိမ့်မယ်စကန်တွေခွန်ဆောင်ပြီးတော့လည်းထုတ်ကုန်တင်ကုန်လိုင်းစင်တွေသူတို့လုပ်ထားမှရမှာဒါကငွေကြေးနှဲငယ်နဲ့တပတ်ရဖုန်းတွေကိုသာဝယ်ယူသုံးစွဲနိုင်တဲ့အခြေခံလူတန်းစားတွေအတွက်တော့ဖုန်းတစ်လုံးဝယ်ဖို့ခက်ခဲရှိလာနိုင်တယ်လို့ဖုန်းဆိုင်ဖွင့်လှစ်ထားသူချို့ကပြောပါတယ်တရရှိမြခင်ဗျာစစ်တွေကစစ်ရှောင်းတွေအတွက်ရေရှည်နေလို့ရတဲ့အိမ်တွေစောက်ပေးနေတယ်လို့သိရပါတယ်။အဲ့ဒီလူတွေဟာမနက်ကစစ်တပ်ကဖိအားပေးပြီးဖယ်ရှားလိုက်တဲ့စစ်တွေအပြင်ကဒေသခံတွေဖြစ်ပြီးတော့အဲ့ဒီလူတွေနေရပြန်ဖို့ဘလို့မှမဖြစ်နိုင်ဘူးလို့သိရပါတယ်။ဒီကြောင်းကိုမြင့်လွင်ကပြောပြပေးပါမယ်။ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာနေရဲစွန့်ခေါ်နေထိုင်နေကြရတဲ့မိသားစုတွေအတွက်ပုံမပေးကင်းပြီးတာရှည်ခင်တဲ့နေအိမ်တင်များဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်လို့စတင်ပြောင်းရွှေ့နေထိုင်နိုင်ပြီဖြစ်တယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ကအောက်တိုဘာ28ရက်နေ့ကထုတ်ပြန်လာပါတယ်။လက်ရှိစစ်တွေမြို့တွင်းမှာရှိနေတဲ့နေရဲစွန့်ခေါ်လာခဲ့ရသူတွေဟာပြီးခဲ့တဲ့2024ခုနှစ်အတွင်းရခိုင်မြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေချိန်စစ်တွေမြို့အနီးဝန်းကျင်ကျေးရွာတွေကိုစစ်တပ်ကနေထိုင်ခွင့်မပေးတော့ဘဲအတင်းအကျပ်ပြောင်းရွှေ့ခံထားရသူတွေဖြစ်ပါတယ်။အခုလိုပြောင်းရွှေ့ခံထားရတဲ့ကျေးရွာပေါင်း20ကျော်ကလူဦးရေ9000ကျော်ရှိပြီးလက်ရှိမှာစစ်တွေမြို့ပေါ်ကဘုံတော်ကြီးကျောင်း54ကျောင်းမှာခိုလုံနေကြတာဖြစ်ပါတယ်။ဒီလူတွေကိုအခုလိုရေရှည်နေထိုင်နိုင်မဲ့နေအိမ်တွေဆောက်လုပ်ပြီးနေရာရှာပေးဖို့ပြင်ဆင်လာတာဟာသူတို့ရဲ့မူလနေရာကျေးရွာတွေစီပြန်လည်နေထိုင်ခွင့်မပေးတော့ဘဲဒုက္ခသည်တွေအဖြစ်စခန်းသွင်းလိုက်တဲ့သဘောဖြစ်တယ်လို့ထောက်ပြမှုတွေလည်းရှိကြပါတယ်။စစ်ကော်မရှင်ရဲ့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူပြည်နယ်ဥပဒေချုပ်ဦးလှသိန်းပြောတာကအခုကျွန်တော်တို့ဆောက်ပေးနေတဲ့အဆောက်အဦတွေကအမြဲတမ်းအဆောက်အဦလို့ပြောလို့မရဘူးခင်ဗျအမြဲတမ်းအနေနဲ့ဆောက်ပေးတာမဟုတ်ဘူးယာယီပါပဲသို့တော့အဆောက်အဦတွေကောင်းတဲ့အတွက်ကြောင့်ဒီအဆောက်အဦတွေကတော့4-5 ဆယ်တီနဲ့လည်းပြိုမှာတော့မဟုတ်ဘူးဆိုတော့တရားကိုလောလောဆယ်တော့ WFP လို့အဖွဲ့အစည်းတွေကလည်းထောက်ပံ့တာရှိပါတယ်UNHCR ကလည်းထောက်ပံ့တာရှိပါတယ်မကြသေးခင်လပိုင်းတွေအတွင်းကရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထင်လင်းကအဲ့ဒီလူတွေခိုးလုံနေတဲ့ဘုံတော်ကြီးကျောင်းတွေကိုတွားရောက်ခဲ့ချိန်မှာကြေးရော်သားတွေဘက်ကနေရပြန်နေထိုင်ခွင့်ရဖို့တင်ပြထားရတယ်လို့စစ်ဆောင်တဦးကပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီကြေးရော်တွေမှာနေအိမ်တွေလည်းဖြိုဖျက်ခံလိုက်ရပြီဖြစ်တယ်လို့ကြေးရော်အများစုကတော့စစ်တပ်ရဲ့ခံစစ်စခန်းတွေအဖြစ်အခိုင်အမာပြင်ဆင်ထားတာကြောင့်ဒီရော်တွေမှာလူတွေပြန်နေခွင့်ရဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလို့ထောက်ပြကြပါတယ်။အဲ့ဒီကြေးရော်သားတွေနေရပြန်ခွင့်ရဖို့လွယ်ကူတဲ့အခြေအနေရှိနိုင်ပါ့မလား။ဒီအကြောင်းဒေသခံတူပြောတာကခုလက်ရှိအနေအထားမှာတော့ကိုယ်နေရက်ကိုပြန်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်တဲ့အနေအထားတစ်ခုမှရှိရပါဘော။ဘာဖြစ်လို့ဆိုလို့ရှိရင်တိုက်ပွဲအားလုံးမှာထိတိုက်ပွဲဖြစ်တဲ့ပုံစံမျိုးမဟုတ်ပေမဲ့အကြံလန်ပစ်ခတ်တာတွေရှိရလေ။လက်လက်ကြီးနဲ့ပစ်တာတို့နောက်ပြီးတော့ drone နဲ့ဘုံကျဲတာတွေပါအဲ့လိုမျိုးတွေလည်းရှိရပေါ့။စစ်တွေမြို့ကစစ်ဆောင်တွေနေထိုင်ဖို့တန်လျာတွေကိုဘုံတော်ကြီးကျောင်းတွေမှာဆောက်လုပ်ပေးနေတာဖြစ်ပြီးအကျိတ်တော်ကုန်းမှာအများဆုံးတွေ့ရတယ်လို့မွတ်စလင်ဒုက္ခသည်စခန်းတွေမှာလည်း UNHCR ကနေအိမ်ဆောက်လုပ်ပေးတာတွေရှိနေတယ်လို့စစ်တွေမြို့ခံတူကပြောပါတယ်6လအတွင်းစားတော့ကုန်စိမ်းနှုန်းကအမြင့်ဆုံးထိရောက်ခဲ့ပြီးအရှိအလယ်ပိုင်းမှာစစ်ဆက်ဖြစ်နေရင်ဆက်တက်နိုင်တယ်လို့ကုလသမဂ္ဂကပြောပါတယ်။တမီဩဇာနဲ့တခြားရေးကြီးတဲ့စိုက်ပျိုးရေးသွင်းကုန်တွေပြတ်တောက်တာတွေလည်းဖြစ်နိုင်ကြောင်းFAO ရဲ့စီးပွားရေးပညာရှင်ချုပ်ကပြောကြားပါတယ်။